အားလုံးမင်္ဂလာပါကိုတိုင်း football YouTube channel ကနေပြီးတော့ကျွန်တော်ညီကိုတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညကတော့ချန်ပီယံလိဒုတိယညဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဒီပွဲစဉ်လေးတွေရှိတယ်ပေါ့လေအဲ့ဒီပွဲစဉ်လေးတွေကိုတိုင်းကြိုက်တဲ့ပွဲစဉ်လေးလာရောက်ပြောပေးခြင်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်လေးကတော့ကျွန်တော်တို့ည7:00နာရီ15မှာပဲကန်မယ်စိတ်ကော့ဆေးဆိုတဲ့အတင်းနဲ့ New Castle ပါဒီပြီးထားတဲ့ပေါ်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ New Castle ကနေ level 95ရှုံးပေါက်နေပါတယ် level ရှုံးပေါက်နေပါတယ်ကိုပေါင်းစီက3လုံးကို65ပြားအနိုင်ပေါက်နေပါတယ်ဒီစိတ်ကောဆေးကိုသိမယ်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့အသင်းဟာစိတ်က9ဘွဲ့စတိုက်ကိုနိုင်ထားတာဗျာတည်ပါ9ဘွဲ့စတိုက်ကိုနိုင်ထားတာဒီဘက်က New Castle ဆုတ်ရှာနေတာပဲဗျာတည်ရမလားဒါပေမဲ့ထားပါတော့ Arsenal တော့သူတော်တော်လေးကန်နိုင်တယ်ပေါ့လေ Arsenal တော့ဒီ East မရှိတွေက New Castle ကတော်တော်လေးကိုတိုင်ပတ်သွားတဲ့နေတာတကူကျွန်တော်တို့တွေ့ရတယ်ပေါ့လေဒီဘက်စဉ်မှာ New Castle ကပြီးနေ level 95ရှုံးကြီးဒီဘက်ပြီးရင် Forest နဲ့ New Castle ကအင်္ဂလိပ်မှာကန်အောင်မှာ Forest ကအင်တာမှာတဲ့အသင်းမှာ Forest ပါတယ်အဲ့တော့ New Castle ကနေပြီး level 95ရှုံးပေးနေရကိုတိုင်းထင်တာကတော့ New Castle နိုင်မယ်လို့တော့ကိုတိုင်းထင်နေပါတယ်ဘာလို့ဆိုတော့ New Castle အဝေးကွင်းနိုင်ပွဲမရသေးပါဘူးဒီပွဲစဉ်မှာတော့အနည်းဆုံးတော့တည်ရင်အနိုင်ကန်နိုင်ပြီလို့ကိုတိုင်းထင်ပါတယ်အဲ့ဒီတော့ဒီ New Castle အသင်းကိုကြိုက်ပါတယ်ဂိုးဘော်ကိုလည်းကြိုက်ပါတယ်နောက်တော့အသင်းကတော့12:45ပေါ့လေဒီပွဲစဉ်ကတော့ကိုတိုင်းအင်မတန်ကြိုက်တဲ့ထင်မှာပါတယ်ပေါ့လေဘာလို့ဆိုတော့အဲဇာဝါဆိုတဲ့အသင်းနဲ့အဲနာဆာပေါ့လေအဲနာဆာကအောင်ထားတာကျွန်တော်ညီကိုတွေမထင်နဲ့တော့အဲနာဆာကိုအဲနာဆာက4ဘွဲ့စတိုက်ကြီးအောင်ထားတာအဲနာဆာကြဖို့သိနေပြီကြီးကြသိနေပြီဗျာမနေ့ကဆိုအဲနာဆာပေးလိုက်ပေါ်တစ်ခုကြည့်ရမယ်ဆိုရင်တော့နှလုံးကို65အနိုင်အဲနာဆာပေါက်နေတယ်3လုံး65အရှုံးပေါက်နေတယ်အဲ့တော့ကိုတိုင်းကတော့အဲနာဆာမကြိုက်ပါဘူး4ဘွဲ့ကြီးအောင်ထားတဲ့အတွက်ဒီနေ့ကြီးကြပါလိမ့်မယ်ဒီနေ့မကြရင်နောက်ပကြရင်ကြပါလိမ့်မယ်ဒီညတော့ကြမယ်လို့ကိုတိုင်းထင်တဲ့အတွက်အဲဇာဝါအသင်းနဲ့ဂိုးအောက်ကိုကြိုက်ပါတယ်နောက်တစ်ရက်တော့တစ်ခွင်းမှာကန်မယ်ကျွန်တော်တို့ဘာစီလိုနာနဲ့ PSG ပါဒီပွဲစဉ်ကရန်ကိုဟော့နေပါတယ်အကုန်လုံးသိရမလားဘာစီပဲနိုင်တယ်လို့ PSG ပဲနိုင်မလားပေါ့လေနှစ်သင်းလုံးကလည်းဒီ PSG ကလည်းတိုက်စစ်ကလည်းဒီလူစုမစုံဘူးပေါ့လေဘာစီလိုနာလည်းတိတ်မစုံတဲ့ထဲမှာပါတယ်ပေါ့လေဒီပေါ်ချက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ဘာစီလိုနာကနေပြီးတော့အင်ဝင်ကနေပြီးတော့1+50ဖောက်ပေးထားပါတယ်ဘူကီတီကကိုပေါင်းစီက4လုံးကို65အနိုင်ပေါက်ပေးထားပါတယ်ဒီဘာစီကိုကြည့်ရမယ်ဆိုရင်တော့ဘာစီကဒီဆိုစီတက်ကိုသူကြီးကြထားတယ်ပေါ့အဲ့ဒီဘက်သူကြီးကြထားတယ်ဒီ PSG ကတော့သူကြီးအောင်ထားတယ်ပေါ့ဒီဘက်စမှာနိုင်မလားဆိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ PSG ကလိုင်းနီနဲ့အဝေးခွင်းကန်အောင်ပါဗျာလိုင်းနီကအင်မတန်ကောင်းတဲ့ထဲမှာပါတယ်ပေါ့လေသူလိမှာတော့အဲ့တော့ဘာစီကွန်ပလက်90မှာကျွန်တော်ထင်တာကတော့ဘာစီကိုကြီးချိုချိုလေးဖောက်ထားတယ်လို့ထင်တယ်ပေါ့လေအဲ့တော့ဘာစီလိုနာကရမားလို့လည်းပြန်ပါလာမယ်ဗျာ Rashford တို့ပြန်ပါလာမဲ့တိုက်စစ်ကို PSG ခံနိုင်ပါမလားပေါ့လေကိုတိုင်းကတော့ဘာစီလိုနာအသင်းကိုကြိုက်ပါတယ်ဂိုးပေါင်းစီ4လုံး65မှာဂိုးအောက်ကိုကြိုက်ပါတယ်ဒီပွဲစဉ်ကအပြန်လန်တိုက်စစ်ဖွင့်ရင်ယူခါသွားမဲ့အနေအထားတစ်ခုပါတိုက်စစ်ဖွင့်လို့မရတော့ပါဘူးအဲ့တော့ကိုတိုင်းကတော့ဒီသွင်းဖို့စူးစမ်းရင်းနဲ့ကိုတိုင်းထင်တာကတော့ကိုအောက်မယ်လို့ထင်ပါတယ်4လုံး65မှာကိုအောက်ကိုကြိုက်ပါတယ်နောက်တင်ကမိုနာကိုနဲ့မန်စီးတီးပါဖောက်ကြီးတစ်ခုကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့မန်စီးတီးကနေ1မိုင်နဲ့65ဖောက်နေပါတယ်4လုံး90အစားဖောက်နေပါတယ်မိုနာကိုလိုအသင်းကိုမန်စီမိုနာကိုလိုဆုတ်ချနေတဲ့အသင်းကိုမန်စီဖောက်ပေးတာ1မိုင်နဲ့65ကမန်စီးတီးကြေးခေါ်သလားပေါ့လေကိုတန်းတော့အဲ့လိုထင်ပါတယ်မန်စီးတီးကြေးခေါ်နေတယ်ဗျာမန်စီးတီးကရိုဒီပါတဲ့ကအင်မတန်ကောင်းနေတာဗျာဂိုးပြက်ကြီးကြိတ်နေတာအာဆင်နယ်ကိုလည်းသူအာဆင်နယ်ကန်ကောင်းလို့တမက်ရသွားတာအဲ့နေတော့တကူရသွားတာပေါ့လေဒီ2စီးနဲ့သူနိုင်တယ်တည်ရမလားဘန်လီကိုလည်း5-1နဲ့နဲတဲ့အားမဟုတ်အဲ့5-1လို့တွင်ထားတဲ့အသင်းကိုမန်စီးတီးဖောက်ပြီးမန်စီးတီးကြေးဖောက်နေတာက1မိုင်နဲ့65တဲ့မန်စီးတီးဒီပွဲပြီးရင်တော့ဒီဘရန်ဖုန်းနဲ့အဝေးကင်းသွားခံရအောင်ပါဗျာတော့ကမှဖြစ်တဲ့အတွက်ကျွန်တော်ထင်တာကတော့မန်စီးတီးကြေးခေါ်နေရလို့ထင်ပါတယ်အဲ့တော့မိုနာကိုအသင်းကိုကြိုက်ပါတယ်မိုနာကိုကဆုတ်ရှာနေတာဗျာဒါပေမဲ့အိမ်ကွင်းမှာတော့သူကောင်းကောင်းမွန်ကန်လိမ့်မယ်လို့တော့ထင်ပါတယ်အဲ့တော့မိုနာကိုအသင်းနဲ့4လုံး90စားမှာဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်မိုနာကိုအသင်းနဲ့ဂိုးပေါ်ပါတော့အသင်းကတော့ကျွန်တော်တို့တစ်ခွန်းမှာပဲကန်မယ်ဒေါမွန်နဲ့ဘီဘာအိုပါဒေါမွန်ကနေပြီးထားတဲ့ပေါင်ကျတစ်ခုက1+60ပေါက်နေပါတယ်ဂိုးပေါင်းစီက3လုံး95စားပေါက်နေပါတယ်ဒီဒေါမွန်ကိုကြည့်ရမယ်ဆိုတော့မိန်ကိုသူကကြိတ်ထားတယ်မိန်ကိုနိုင်ထားတယ်ဗျာဒီပွဲစဉ်တော့သူကဒေါမွန်ကလိုက်ဆက်နဲ့အိမ်ကွင်းမှာကန်မှာဒေါမွန်ကအင်မတန်ကောင်းတဲ့ထဲမှာပါလာပြီဗျာခုနောက်ပိုင်းသူခြေစွမ်းလေးတွေပြန်ကောင်းလာတယ်ပေါ့လေသူပွဲကြည့်ရတာပေါ့လေဒီဘက်ကဘီဘာအိုကဒီဘလာဝီရဲ့ကိုရှုံးထားတယ်ဗျာဒီဂီယိုနာကိုလည်းသူ1-1နဲ့စုတ်ချနေရပဲအင်မတန်ဟိုဘီဘာအိုမဟုတ်ရတာတော့စဉ်းစားပြီးအမေရိကန်နီကိုဝီလီယံတို့မပါလည်းဖြစ်ပါလိမ့်မယ်ဒီပွဲစဉ်မှာလည်းပါဖို့မသေးကြဘူးဗျာမပါနိုင်ဘူးထင်တယ်အဲ့တော့ဒီနောက်ဆုံး၄ပွဲမှာ3ပွဲရှုံး1ပွဲတည်လောက်ပဲဘီဘာကိုရထားတယ်ဗျာအဲ့တော့နိုင်ပွဲမရသေးဘူးနိုင်ပွဲမရသေးဘူးဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာဒေါမွန်က60ဖောက်နေတာကကိုတိုင်းကတော့မကြိုက်ပါဘူးအဲ့တော့ဘီဘာကိုအသင်းကိုကြိုက်ပါတယ်ကိုပေါင်းစီ3လုံး95စားမှာကိုအောက်ကိုကြိုက်ပါတယ်ဒီပွဲစဉ်လည်းကိုအောက်ကိုကြိုက်ပါတယ်နောက်ဆုံးသင်းရတော့
ဒီ17ခွဲတနာရီခွဲမှာပဲကန်မယ်ကျွန်တော်တို့အာဆင်နယ်နဲ့အိုလံပီယာကော့ပါပေါက်ကြီးတစ်ခုကိုကြည့်ရမယ်ဆိုရင်တော့အာဆင်နယ်ကနေပြီးတော့ဒီအိမ်ဝင်းမှာနှလုံးကို15ပြားအရှုံးဖောက်ပြီးတာပါတယ်ကိုပေါင်းစရာ3လုံးကို5ပြားအရှုံးပါကိုတိုင်းကတော့6ပေါင်းအပေါ်ကိုကြိုက်ပါတယ်3လုံး5ပြားအရှုံးမှာ6ပေါ်လိုက်မယ်လို့ထင်ပါတယ်ဒီအာဆင်နယ်ရဲ့ဖောက်ကြီးတစ်ခုကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီနီယူတော့နိုင်ထားတယ်ဒီမက်ဆီတီတေးကြထားတယ်ဒါပေမဲ့ဂျာဟဲပါနဲ့သူ2စီးတဲ့သူနိုင်ထားတာတပွဲရှိသေးတယ်ပေါ့လေအဲ့တော့နှလုံး15ပြားကြီးကအာဆင်နယ်ကိုခေါ်သလားလို့ကျွန်တော်ထင်တယ်ရောက်ဆိုအာဆင်နယ်ကအိမ်ဝင်းလဲကောင်းတယ်ဗျာဆိုတော့တစ်ဖက်ကအိုလံပီယာကောအိုလံပီယာကောလည်းရှော့မတွက်နေပါဘူးအိုလံပီယာကောကအင်မတန်အဆင့်ရှိရတဲ့မှာဒီကောင်ပါတယ်ပေါ့လေအစိတ်လည်းရှိတယ်သူနိုင်ငံအဆင့်နေထားတဲ့သူလည်းကောင်းတယ်ပေါ့လေအဲ့တော့အိုလံပီယာကောကိုကြိုက်တယ်အဲ့တော့အာဆင်နယ်နှလုံး15ပြားအာဆင်နယ်9တော့နှလုံးမဲလို့ထင်တဲ့အတွက်အိုလံပီယာကောနဲ့6ပေါ်ကိုကြိုက်ပါတယ်ကိုတိုင်းကျွန်တော်ညီကိုတွေကိုပြန်ပြီးရှုပ်ပေးပါမယ်အဲ့ဒီပွဲစဉ်ကတော့စိတ်နဲ့ယူကာဆိုင်မှာဆိုရင်တော့ယူကာဆိုင်အသင်းနဲ့6ပေါ်ကိုကြိုက်ပါတယ်အဲဝါဆာဝါအသင်းနဲ့အန်နာဆာမှာဆိုလို့ရှိရင်တော့အဲဝါဆာဝါအသင်းနဲ့6အောက်ကိုကြိုက်ပါတယ်အန်နာဆာကြီးကြတင်နေပြီမို့လို့ပါဒီပွဲစဉ်ကဒီဘာစီလိုနာနဲ့ PSG မှာဆိုရင်တော့ဘာစီလိုနာအသင်းနဲ့6အောက်ကိုကြိုက်ပါတယ်မိုနာကိုနဲ့မန်စီးတီးမှာဆိုရင်တော့မိုနာကိုအသင်းနဲ့6ပေါ်ကိုကြိုက်ပါတယ်ဒေါမွန်နဲ့ဘီဘာအိုမှာဆိုရင်တော့ဘီဘာအိုအသင်းနဲ့6အောက်ကိုကြိုက်ပါတယ်နောက်ဆုံးတစ်ပွဲကတော့ကျွန်တော်တို့အာဆင်နယ်နဲ့အိုလံပီယာကော့မှာဆိုလို့ရှိရင်တော့အိုလံပီယာကော့နဲ့6ဘော့ကိုကြိုက်ပါတယ်ကျွန်တော်ညီကိုတွေအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ YouTube ဗီဒီယိုလည်း like subscribe လုပ်ပြီးဖို့ကျွန်တော်ညီကိုတွေကိုတောင်းဆိုပါတယ်နောက်ဗီဒီယိုကြရင်ကျွန်တော်ညီကိုနဲ့တူပြန်လည်တွေ့ဆုံကြပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေ့မှာပဲကျွန်တော်ညီကိုနဲ့ကျန်နာဝေးပြပါ